19ရက်5လ2026ကျွန်တော်တို့ဒီနေ့အင်္ဂါနေ့4နာရီခွဲအတွက်ပါနော်အချိန်တစ်ချိန်ရင်ယူပါမယ်နော်ပြောဟောရနေ့တစ်6တဲ့နေ့တစ်6ပေါင်းချင်းတည်တဲ့ကျွန်တော်တို့က6ဖြစ်တဲ့အတွက်6ဖြစ်တဲ့အတွက်ကျွန်တော်ဒီပြင်မှာကျွန်တော်တို့က6လေးချိန်6ပါဝါ4ဖြစ်တဲ့အတွက်6လေးချိန်မှာနောက်တစ်ပင်ဟောဒီက2ရယ်6ရယ်6ရယ်တဲ့266တဲ့ပေါင်းချင်းတည်4တဲ့ကျောင်းအဲ့တော့4ရယ်ပါပါဒီ6ဖြစ်တဲ့ကျောင်းဒီဘက်မှာ4ကိုချိန်ပါနောက်တစ်ပင်ကျောင်းဟောဒီက9ရယ်6ရယ်ဟောဒီက3ညရယ်တဲ့963ညကျောင်းတို့ကပေါင်းချင်းတည်1ဖြစ်တဲ့အတွက်ကျောင်း1ပါပါ6ကျောင်းဒီဘက်မှာ16ချိန်ပါကျောင်းနောက်တစ်ပင်ဟောဒီကခွန်ရယ်3ညရယ်ဟောဒီက9ရယ်ခွန်3ည9ပေါင်းချင်းတည်နေတဲ့နှစ်ပါဝါခွန်ဆိုတော့ကျွန်တော်နှစ်ခွန်ဒီဘက်မှာနှစ်ခွန်အချိန်ပါနော်ကျွန်တော်တို့ပြင်ဟောဒီက9ရယ်9ရယ်ဟောဒီက4ရယ်9 4ပေါင်းချင်းဒီ4ရယ်ကျွန်တော်4ရယ်ပါဝါဒီ9ဖြစ်တဲ့အတွက်ကျွန်တော်ဒီပြင်မှာ4ကိုအချိန်ပါနောက်တစ်ပြင်ဆက်သွားမယ်ဆိုရင်ဟောဒီက1ရယ်4ရယ်8ရယ်1 4 8တဲ့ပေါင်းချင်းဒီ3ဖြစ်တဲ့အတွက်ကျွန်တော်တို့3ပါဝါ8ဟုတ်ဒီဘက်မှာ38ချိန်ပါဒါဆိုရင်ကျွန်တော်တို့ဒီနေ့ညနေ4နာရီခွဲအတွက်အကောင်းဆုံးဝမ်းချိန်လေးပါနော်ဟောဒီက3ညရယ်8ဟောဒီက4ရယ်3ည8လေးကျွန်တော်ပေါင်းလိုက်လို့ရှိရင်ကျွန်တော်တို့2ရယ်အဲ့တော့2ရယ်ပါပါဒီခွန်ကျွန်တော်ဒီညနေအတွက်2ခွန်ချိန်လေးပါနော်2ခွန်ချိန်လေးပါကျော်တာဆိုနောက်ထပ်နှစ်ခက်ချင်းလေးတစ်ခုထပ်ပြီးသွားပါမယ်နော်ကျော်ဟောဒီက2ရယ်ခွန်ရယ်တဲ့နော်ကျော်ဟောဒီက2ရယ်ခွန်ရယ်ပေါင်းချင်းစီ9တဲ့ကျော်တို့အဲ့တော့9ရယ်နှစ်ခက်ဒီ6ဖြစ်တဲ့အတွက်ကျော်တို့ဒီပင်မှာပေါ့နော်9ရယ်နှစ်ခက်ဒီ6ဖြစ်တဲ့အတွက်6 1ချင်းပါတဲ့နောက်တစ်ပင်ဟောဒီက9ရယ်9ရယ်တဲ့9ပေါင်းချင်း3ညတဲ့3ညရဲ့နက်ကတိခွန်ဖြစ်တဲ့အတွက်ကျွန်တော်ဒီဘက်မှာ3ညခွန်1ချိန်ပါနောက်တစ်ပင်ဟောဒီကခွန်ရဲ့1ရယ်ပေါင်းချင်းဒီ8တဲ့ကျွန်တော်8ရဲ့နက်က1ဖြစ်တဲ့အတွက်ကျွန်တော်ဒီဘက်မှာ8အချိန်ပါနောက်တစ်ပင်ကျွန်တော်ဟောဒီက9ရယ်3ညရယ်တဲ့9 3ညပေါင်းချင်းစီ9တဲ့9ရဲ့နှက်ခတ်စီ3ဖြစ်တဲ့အတွက်ကျောင်းဒီဘက်မှာ9 3ချိန်ပါနောက်တစ်ပင်ကျောင်းတို့ဟောဒီက1ရယ်ဟောဒီက1ရယ်ခွပေါင်းချင်းစီကျောင်းတို့က2လို့ရတယ်အဲ့တော့ကျောင်းတို့က2နှက်ခတ်စီ4ဖြစ်တဲ့အတွက်ကျောင်းဒီဘက်မှာ2 4အချိန်တစ်ချိန်ပါဒါဆိုကျွန်တော်တို့နောက်ထပ်ဒီညနေအတွက်ပေါ့4နာရီခွဲအတွက်နောက်ထပ်အကောင်းဆုံးနှက်ခတ်အချိန်ဆိုင်လေးပါเนาะကျွန်တော်တို့ဟောဒီက3ညရယ်ဟောဒီက3ရယ်3ညရယ်3ရယ်ပေါင်းချင်းဒီ3နဲ့3ရယ်နှက်ခတ်ဒီ9ဖြစ်တဲ့အတွက်ကျွန်တော်ဒီညနေမှာ3ကအချိန်အမှားလေးပါเนาะကျွန်တော်ဒါဆိုလို့ရှိရင်ဒီ1ချိန်2 site ကပြီးပေါက်ပေးလားဆိုတော့ကျွန်တော်ပြန်စစ်ကြည့်လို့ရပါတယ်เนาะကျောင်းဒီမှာဆိုရင်6 9လို့ဆင်းတဲ့အပြင်မှာဆိုပေါ်ရပါတော့ဟောဒီက6 6အချိန်ရ6ရယ်4 9အချိန်ရ9ရယ်ပေါ့9 6 6 9အပြီးဆင်းเนาะ1ချိန်2ချိန်အတူလို့ရှိရင်အပြီးပေါက်ပေးတာလေးတွေပေါ့เนาะ1ချိန်2ချိန်မတူလို့ရှိရင်ကျွန်တော်တို့ကအပြီးပေါက်ပေးတာလေးတွေပါเนาะဒီမှာဆိုရင်ဒီမှာကျွန်တော်တို့က60လို့ထွက်တဲ့ပြင်မှာဆိုရင်16 1ချိန်ရ6ရယ်3ညခွန်1ချိန်ရ3ညရယ်ပေါ့နော်ကျောင်းဒီဘက်မှာဆိုလို့ရှိရင်2ခွန်အချိန်8အချိန်မှာဆိုလို့ရှိရင်2ခွန်အချိန်ရ2ရယ်8အချိန်ရ1ရယ်ဆိုရင်ကျွန်တော်တို့2တင်လို့အပြီးစင်းတာလေးပေါ့နော် ကျ
ကျောင်းဒီပြင်မှာဆိုလို့ရှိရင်၄ကိုအချင်းရ9ပေါ့5 3ချင်းရ9နဲ့5ကိုလို့ပြီးပါဆင်ခဲ့နော်နောက်တော့ပြင်ကျောင်းဒီပြင်မှာဆိုလို့ရှိရင်3 8ချင်းနဲ့4ချင်း3 8ချင်းရ3နဲ့4ချင်းရ4နဲ့4 3ဆိုပြီးတော့ဒီမှာဆင်သွားရနော်ဒါဆိုကျွန်တော်တို့ဒီညနေတွေနေ့ခွန်ချင်း3 5ချင်းအပြီးပေါင်းဆင်မလာဘူးနော်နေ့3နေ့5ခွန်3ခွန်5ဒီလေးကွက်ပဲရှိမှာပေါ့နော်လုံးပိုင်းစိုက်လေးထိုက်ယူပါမယ်နော်လုံးပိုင်းစိုက်ပါကျော်ဟောဒီကခွန်ရဟောဒီက9ရဲ့ခွန်9တဲ့ခွန်9ပေါင်းချင်းဒီခွန်နဲ့ဆိုတော့အဲ့ဒီခွန်ရဲ့ပါဝါဒီနှစ်ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီပြင်မှာနှစ်လုံးပါနောက်တစ်ပြင်ကျွန်တော်ဟောဒီက9တက်ပေါင်းချင်း6တဲ့ဟောဒီက4နဲ့ပေါင်းတယ်3ညာတဲ့3ညာရဲ့ပါဝါဒီ9ဖြစ်တဲ့အတွက်ကျွန်တော်ဒီပြင်မှာ9လုံးပါကျောင်းနောက်တစ်ပင်1 3ည8တဲ့1 3ည8ပေါင်းချင်းဒီ9တဲ့အဲ9ရဲ့ပါဝါဒီ4ဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ4လုံးပါကျွန်တော်ဒီညနေကျနောက်ထပ်လုံးပိုင်းစိုက်ပါနော်ကျွန်တော်ဟောဒီက3ညရဲ့1ဟောဒီက4ရဲ့3ည1 4တဲ့ပေါင်းချင်းဒီ9ဖြစ်တဲ့အတွက်9ရဲ့ပါဝါဒီ3ညဆိုတော့ကျွန်တော်ဒီညနေနဲ့3ညတစ်လုံးလုံးပါနော်နောက်ထပ်ပြီးလုံးအောင်ပေါ့ကျွန်တော်နောက်နက်ခတ်လုံးပိုင်းဒီစိုက်ထပ်သွားမယ်နော်ဟောဒီက9ရဲ့ပေါင်းချင်းဒီ8တဲ့ဟောဒီကတပင်ကျော်3ညနဲ့ပေါင်းတယ်9ပေါင်းချင်း8ဟောဒီက3ညနဲ့ပေါင်း8ပဲတဲ့ကျွန်တော်8ရဲ့နက်ခတ်ဒီ1ဖြစ်တဲ့အတွက်ကျွန်တော်ဒီဘက်မှာတစ်လုံးလုံးပိုင်းနောက်ထပ်ဟောဒီက6 ပေါင်းချင်း9တဲ့9ကိုဟောဒီကတပင်ကျော်1နဲ့ပေါင်း6တဲ့6ရဲ့နက်ခတ်ဒီကျွန်တော်တို့က9ဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ9လုံးပါနောက်တစ်ပင်6 3ညာပေါင်းချင်း6တဲ့6ကိုဟောဒီကတပင်ကျော်နဲ့9နဲ့ပေါင်းတယ်9ရဲ့နက်ခတ်ဒီကျွန်တော်တို့က3ဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ3တစ်လုံးလုံးပါညနေတွေနောက်ထပ်နက်ခတ်လုံးပိုင်းအပိတ်ဆိုင်လေးပါနော်နှစ်တက်ပေါင်းချင်း3နဲ့3ဟောဒီက3နဲ့ပေါင်းချင်း6တဲ့ဒါဆိုကျွန်တော်တို့က6ရဲ့နက်ခတ်ဒီ9ဖြစ်တဲ့အတွက်ကျွန်တော်ဒီညနေတွေ9လုံးပိုင်းအပိတ်ဆိုင်ပါနော်နှစ်ထိတ်1ပိတ်နှစ်တစ်စင်5ထိတ်9ပိတ်5 9စင်4ထိတ်3ပိတ်4 3စင်3ညထိတ်9ထိတ်3ည9တစ်ခွက်ပေါင်းပြီးပေါက်စင်လာပေါ့နော်ဒါဆိုရင်ကျွန်တော်တစ်ခွက်ပေါင်းနေရ3ည9တော့ဒီ chain နဲ့ chain site ကလည်းပယ်လို့မရဘူးเนาะသူကနေတိုင်းအပြီးပေါက်ပေးနေရဆိုတော့เนาะဒီ3ည9ကတော့ထိပ်ပိတ် site ပေါ့เนาะကျွန်တော်ဒါတစ်ခွက်ကောင်းဆိုလို့ရှိရင်တော့3ည9ဒီညနေမှာတင်ထိုးရမှာပေါ့เนาะကျွန်တော်တို့ chain နဲ့ chain ရလည်းအပြီးပေါက်ပေးနေရတွေ့ရတယ်เนาะကြိုက်တာကိုယူသုံးပေါ့နေ့ခွန် chain 3 5 chain အပြီးပေါက်ဒီ chain နဲ့ chain ရပဲအပြီးပေါက်ပေးသွားမလားဒီထိပ်3ညအပိတ်9ရပဲအပြီးပေါက်ပေးသွားမှာပေါ့เนาะအခုကျွန်တော်တို့အချင်းနဲ့ချင်းကိုတွဲလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့က2 3
နှစ်ငါခွန်တော့ခွန်ငါတို့ဒီညနေမှာထိုးကွက်နေပါတယ်နော်ထိုးကွက်အလုံးပေါင်း9ကွက်ပဲရှိပါတယ်ကဲကျော်မီးစများအားလုံးပဲကန်ထူကန်တော့ကြပါစေ